သောတာပန်ဖြစ်သွားလို့ရှိရင်မလုတ်တဲ့အလုတ်6မျိုးမလုတ်တော့ဘယ်လိုမှမဖြစ်နိုင် impossible လို့ပြောအဖဖ impossible သောတာပန်ဖြစ်သွားရင်ဘယ်လိုမှမဖြစ်နိုင်တော့ဘူးလို့ပြောရမယ့်ဟာ6ခုရှိစစ္စာဘိဌာနာနိစဆိုတာ6ခုအဲ့ဒီ6ဌာနကိုဘယ်တော့မှသောတာပန်ပုဂ္ဂိုလ်ဟာမကျွလွန်တော့မဖြစ်တော့ဘူးလို့ဒါပြောအဲ့ဒီ6ခုကဘာတော့ဆိုလို့ရှိရင်သောတာပန်ပုဂ္ဂိုလ်အနေနဲ့စိတ်လိုက်မှန်ပါအမေကိုတတ်မိတာမျိုးမရှိဟုတ်ကဲ့စိတ်လိုက်မှန်ပါအဖေကိုတတ်မိတာမျိုးမရှိဘူးစိတ်လိုက်မှန်ပါယဟန္တာကိုတတ်မိတာမျိုးမရှိဘူးစိတ်လိုက်မှန်ပါတန်ဃာတွေခိုင်ခွဲအောင်မလုပ်ဘူးစိတ်လိုက်မှန်ပါဘုရားကိုသွေးစိမ့်တီအောင်မလုပ်ဘူးဟောသောတာပန်ဖြစ်သွားလို့ရှိရင်ဒါတွေဟာမရှိတော့ဘူးနောက်တစ်ခုကသောတာပန်ဖြစ်သွားလို့ရှိရင်တဲ့ဘုရားကလွဲလို့တခြားကိုဆရာလို့သတ်မှတ်တာဆရာဆိုတာဒီကမ္မထဆရာတွေဘာညာဒါပြောတာမဟုတ်တာဘုရားတပည့်ဆိုဘုရားကိုင်းနော်ဘာသာခြားကိုဆရာမတင်တော့ဘူးပြောတယ်အားလုံးပေါင်းလိုက်ရင်6ခုအဲ့ဒီ6ခုကိုသောတာပန်ပုဂ္ဂိုလ်တွေကမလွန်ကျူးတော့ဘူးလို့ဒါပြောတယ်နော်စစ္စာဝိဌာနာနိအပ္ပပကာတောနောက်6ခုတစ်မျိုးရှိသေးတယ်အဲ့နာမှာအင်္ဂုတ္တမှာတုတ်တန်တွေမှာရှိသောတာပန်ပုဂ္ဂိုလ်တွေမှာမဖြစ်နိုင်တဲ့6ခုနောက်6ခုကဘာလို့ဆိုရင်ဒိဋ္ဌိတမ္ပန္နဆိုတဲ့ပုဂ္ဂိုလ်ဟာသင်္ခါရတရားတွေကိုမြဲတယ်လို့ဘယ်တော့မှမယုံကြည်ဘူးဒါတခုဒိဋ္ဌိတမ္ပန္နပုဂ္ဂိုလ်ဟာသင်္ခါရတရားတွေကိုချမ်းသာတယ်လို့ဘယ်တော့မှမယုံကြည်ဘူးနောက်တစ်ခုဒိဋ္ဌိတမ္ပန္နသောတာပန်ပုဂ္ဂိုလ်ဟာသဘာဝဓမ္မတွေကိုအတ္တလို့ဘယ်တော့မှမယုံဘူးဘယ်တော့မှလက်မခံတော့ဘူးဒိဋ္ဌိတမ္ပန္နမဖြစ်သေးရင်တော့ဒါတွေကိုသွားလက်ခံနေဦးမှာပဲလက်ခံနေသေးတယ်နောက်တစ်ခုကတော့ခုနနဲ့ဆင်ဆင်တူတယ်အနန္တရိယကံ၅ပါးကိုမကျွလွန်တော့ဘူးတဲ့ဒါတစ်ခုအနန္တရိယကံ၅ပါးကိုဘယ်တော့မှမကျွလွန်တော့ဘူးနောက်တစ်ခုကလောကီမင်္ဂလာတွေကိုဘယ်တော့မှမယုံတော့ဒါလည်းသောတာပန်ရဲ့အစွမ်းရည်တစ်ခုလောကီမင်္ဂလာဆိုတာမြင်ရတာစက်တည်ရှိလိုက်တာမျက်စိမ့်စိမ့်လေးမြင်လဲဒီနေ့မင်္ဂလာရှိလိုက်တာမကောင်းတာမြင်ဒီနေ့မင်္ဂလာမရှိဘူးဒါလောကီမင်္ဂလာခေါ်တယ်အဲ့ဒါတွေကိုမယုံတော့လူတွေကအဲ့ဒါကိုကြည့်တယ်လေအမလေးအမင်္ဂလာကြီးမင်္ဂလာကြီးနဲ့လမ်းသွားရင်ပြောကြဘူးလားမွေမြင်လို့ရှိရင်ခရီးရှည်တတ်တယ်ဟောအမင်္ဂလာလို့ယူဆနော်လူတွေကအမျိုးစုံလေလမ်းသွားရင်အတုပမြင်မကောင်းဘူးအတိတ်မကောင်းဘူးဟောဒီလိုပါပြောတယ်ယုံနေတဲ့ပုံကိုယ်တွေအများကြီးရှိနော်အမြင်မင်္ဂလာတွေပေါ်မှာကိုယ်စိတ်ထဲမှာမကြိုက်တဲ့ဟာတွေကိုမြင်လို့ရှိရင်အမင်္ဂလာလို့သတ်မှတ်ကြတယ်လူတွေကောင်းတာလေးမြင်မင်္ဂလာလို့သတ်မှတ်တယ်အဲ့ဒီလူဟာမျိုးတွေကိုသောတာပန်ပုဂ္ဂိုလ်မှာမရှိတော့ဘူးတဲ့ဒါမျိုးကိုယုံကြည်တာမရှိတော့အဲ့လိုယုံနေရင်သောတာပန်နဲ့ဝေးနေသေးတယ်သောတာပန်မဟုတ်သေးဘူးနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုလုပ်ဖို့ရအတွက်ဗုဒ္ဓသာသနာကလွဲလို့တခြားသာသနာမှာကုသိုလ်လုပ်သင့်တယ်လို့ဆိုလိုတာကလူတန်းထောက်ပံ့တဲ့အကျိုးရှိတဲ့နေရာလို့သတ်မှတ်ချက်မရှိဘူးဒါပြောတာမြတ်သောအလှူခံပုဂ္ဂိုလ်ကိုရွေးချယ်တဲ့နေရာမှာတခြားဘာသာမှာမရွေးချယ်ဒါကမလှူဘူးလို့ပြောတာမဟုတ်ဘူးနော်မလှူဘူးဆိုတဲ့စကားနဲ့ဒီစကားနဲ့မတူဘူးအလှူခံပုဂ္ဂိုလ်ကိုရွေးချယ်တဲ့အခါမှာဗုဒ္ဓသာသနာကိုရွေးချယ်ဒါပြောတခြားပုဂ္ဂိုလ်တွေကတော့စုကြုံနေမြင်မရွေးတရိစ္ဆာန်တောင်လှူရသေးတာပဲလှူတယ်မလှူဘူးပြောတာမဟုတ်ဟုတ်ကဲ့ဒက္ခိဏေယမြတ်သောပုဂ္ဂိုလ်မြတ်သောအလှူခံရှိတယ်လို့လက်ခံတာဟောဘုရားသာသနာမှာတရားဓမ္မကိုကျင့်ကြံတဲ့ပုဂ္ဂိုလ်တွေမှသာတကယ်မြတ်သောအလှူခံပုဂ္ဂိုလ်ဖြစ်တယ်လို့ဒီလိုလက်ခံတာပြောအဲ့တော့သောတာပန်ဖြစ်သွားလို့ရှိရင်ဒီသာသနာကတရားဓမ္မကျင့်ကြံပုဂ္ဂိုလ်တွေကလွယ်တခြားပုဂ္ဂိုလ်တွေကမြတ်သောအလှူခံတိုက်တဲ့ပုဂ္ဂိုလ်မြတ်သောဆိုတဲ့စကားလေးပါနော်
အဲ့တော့အလှမခံထိုက်တဲ့ပုဂ္ဂိုလ်ဆိုတာလောကမှာမရှိဘူးပေါ့အလှခံထိုက်တယ်ဆိုတာနဲ့အလှခံဆိုတာနဲ့မတူဘူးနော်ခံထိုက်တာဆိုတာဂုံကိုပြောတာအလှခံဆိုတာကတော့တိရစ္ဆာန်မှာပါတယ်လေတိရစ္ဆာန်လေးတွေကျွေးတိရစ္ဆာန်မှာအလှခံထိုက်တဲ့ဂုံရှိပါမလားမရှိဘူးသို့တော့သူ့ကိုမလှရဘူးလားမပေးရဘူးလားပေးရဟောစကားဟာမတူကွဲရမယ်နော်မကွဲလို့ရှိရင်ရောထွေးနေတတ်တယ်အေးသောတာပန်ပုဂ္ဂိုလ်ဖြစ်သွားလို့ရှိရင်အလှခံထိုက်တဲ့ပုဂ္ဂိုလ်ဆိုတာသာသနာမှာတည်းပဲရှိတယ်လို့သိလာမထီးငါးချက်နံပါတ်5ချက်မဟုတ်တော့ဘူးပြောအဲ့ဒီတိပဲမျိုးပြောသိလာကွဲကွဲပြားပြားသိလာဩအဲ့ဒါကိုပြောတာစစ္ဆာပိဌာနာနိအပပဂါတောဒီ6ခုသောအကြောင်းတရားတွေနဲ့ပတ်သက်လာရင်သောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ်ဟာမလုပ်တော့ဘူးရှောင်သွားပြီလို့ပြောတာဒါယရဏတုံမှာလာတဲ့သောတာပန်ပုဂ္ဂိုလ်ရဲ့ဒိဋ္ဌိတမ္ပန္နပုဂ္ဂိုလ်ရဲ့ဂုဏ်ကြီးတွေပဲ